ရဲတူကလည်းသူရဲ့ဆင်းရဲတဲ့အလျောက်သူ့ရဲ့ဒီအာယုံတွေပေါ်မှာခံစားဆန်စားကြတာပဲတဲ့အဲ့တော့ဒီလိုပုံကိုယ်တွေအတွက်ကတဲ့စိတ်ဓာတ်တွေရဲ့ထူးကွဲပြားမှုတွေပေါ့နော်စိတ်ဓာတ်တွေရဲ့ကွဲပြားမှုတွေကလည်းတော်တော်လေးခက်များများရှိကြပါတယ်တချို့တွေကတဲ့တတဝါတွေကြတော့တဲ့တိကောင်ကိုကြိုက်တယ်တဲ့တချို့ပုံကိုယ်တွေကကြတော့တိကောင်ယွန်းနေပေါ့နော်အဲ့လိုပဲတဲ့တချို့ပုံကိုယ်တွေကြတော့တဲ့ခွေးဓာတ်ကိုကြိုက်ကြတယ်တဲ့တချို့ပုံကိုယ်တွေကကြတော့ခွေးဓာတ်ကိုယွန်းကြပါတယ်တဲ့တချို့ပုံကိုယ်တွေကကြတော့ဥတောင်းသားကိုကြိုက်တယ်တဲ့တချို့ပုံကိုယ်တွေကကြတော့ဥတောင်းသားကိုယွန်းကြပါတယ်တဲ့တချို့ပုံကိုယ်တွေကကြတော့အသားတွေငါးတွေကိုကြိုက်ကြတယ်တဲ့အမှန်ပေါ့နော်ဥပမာဆိုလို့ရှိရင်ကွာလို့ပေါ့တနေ့ကိုအသားမစားရမနေနိုင်ပေါ့နော်အဲ့လိုမျိုးအသားတွေကိုကြိုက်ကြပါတယ်တဲ့တချို့ပုံကိုယ်တွေကကြတော့အသားငါးတွေကိုမကြိုက်ကြဘူးအတီးရွက်တွေကိုကြိုက်ကြပါတယ်တဲ့ဒီတော့အာယုံတွေကလည်းထူးဆန်းကြတယ်လို့မျိုးပဲတတဝါတွေရဲ့တန်တန်မှာဒီကိန်းအောင်နေတာပြောတာအဲ့တန်တန်မှာဖြစ်ပေါ်နေတဲ့စိတ်ထားတွေကလည်းတူညီလားဆိုတော့မတူညီကြပါဘူးတဲ့အာယုံတွေကတဲ့စမ်းကြဲကြတယ်လို့စိတ်ဓာတ်တွေကလည်းလိုက်ပြီးတော့စမ်းကြဲကြပါတယ်တဲ့စိတ်ဓာတ်တွေကစမ်းကြဲကြတယ်လို့တဲ့ပြုလုံးနေတဲ့ကံကျွင်းတွေကလည်းစမ်းကြဲကြပါတယ်တဲ့အဲ့တော့စမ်းကြဲတာဟာတွေကမတူညီကြဘူးပေါ့နော်ကောင်းတဲ့ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်တဲ့ပန်းကလေးကိုလူနေပေါ့ဒီဘန်းကလေးကိုငါတော့လူမယ်ဆိုလို့ရှိရင်အဲ့ဘန်းကလေးကိုတောင်မှတဲ့ဘဲလိုအယောင်လေးကိုလူချင်တာဘဲလိုမျိုးအစင်းလေးကိုလိုချင်တာဘဲလိုအနံ့လေးကိုမှလိုချင်တာဆိုပြီးတော့မှတဲ့အဲ့လိုပန်းလေးတွေရဲ့မှပေါ်မှာထားတဲ့စိတ်ကလေးပေါ့နော်စိတ်ကလေးတွေကလည်းအမျိုးမျိုးရှိကြပြန်တယ်ပန်းသားဝယ်တယ်ဒီပန်းကိုမလိုချင်ဒီပန်းရောင်မကြိုက်ဒီပန်းအနံ့ကိုမကြိုက်ဟိုပန်းအောင်လိုချင်တယ်စပယ်ပန်းပဲလူချင်တယ်စပယ်ပန်းကိုဝယ်ချင်တယ်စပယ်ပန်းကိုပဲဆိုတော့အဲ့ဒီစိတ်ကလေးတွေကလည်းဘာဖြစ်လဲဒီပန်းလေးကိုလူမိုင်းအရာမှာပါအောင်မစိတ်ကလေးတွေပါမတူကြအောင်ဆိုတော့ကြောင်ပြောပြတာနော်အဲ့တော့လူတွေတယောက်နဲ့တယောက်စိတ်တွေကွဲပြားပြီးတော့မှအသွေးတွေမတူကြအောင်ဆိုတာဒါမထူဆန်းအောင်လေကိုလူမဲ့ပန်းလေးပေါ်မှာတောင်မှဒီပန်းရောင်မကြိုက်ဘူးဟိုပန်းရောင်ကြိုက်တယ်ဟိုပန်းရောင်မလူချင်ဒီပန်းရောင်လူချင်တယ်အဲ့လိုမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့တော့တချို့တွေကြတော့လေတဲ့တော်တွေကနေပြီးတော့တပြေခက်ကလေးကိုခူးပြီးတော့မှလှူလိုက်ရတာလေးကိုပဲကျင်တတ်တာငါတို့အိမ်မှာဒီနေ့ပန်းလေးနေ့စီလေးတပွင့်အပင်မှာကိုယ့်အိမ်ကနေမှပေါက်နေရဆိုတော့ဦးဖျက်ဖျားကိုလူလိုက်ပါအောင်မဲဆိုဖြတ်လိုက်တယ်ပြီးတော့စပယ်ပန်းလေးတွေပွင့်ပြီးတော့ဒီဟာဦးဖျက်ဖျားကိုလူလိုက်ပါအောင်မဲဆိုတော့မှတီးပြီးတော့တီးကုန်းပြီးတော့မှဘာဖြစ်တယ်လဲဆိုရင်ကိုစိတ်ကလေးချမ်းသာတာပေါ့နော်အဲ့လိုမျိုးလေးတပြေပန်းလေးတွေအညွန့်လေးတွေရဲညောင်ထွက်လာတဲ့အဲ့တပြေပန်းလေးကိုတော်လေးတရားနေပြီးတော့မှသွားပြီးတော့ဝယ်တာမဟုတ်နော်ဒီတိုင်းပဲကောက်ယူလာပြီးတော့မှအဲ့လိုလူလိုက်တဲ့စိတ်ကလေးကိုတဲ့သူတို့တွေအကျဉ်းနဲ့နေတဲ့စိတ်ကလေးတွေမရှိနိုင်ဘူးလားရှိကြပါတယ်အဲ့တော့နင်းစီပန်းကိုလူနေတဲ့ပုံကိုရဲ့တန်တန်မှာတဲ့ဖြစ်နေတဲ့စိတ်ပေါ့နော်ခုနကတော့ဟိုသွားဝယ်ပြီးတော့လူတဲ့စိတ်ကလေးနဲ့တပြေခက်ကလေးကိုတဲ့ခူးပြီးတော့မှလူနေတဲ့ပုံကိုရဲ့စိတ်ကလေးတွေရဲ့တန်တန်ပါလေတဲ့ဖြစ်ပေါ်နေတဲ့စိတ်ထားတွေကိုတဲ့သူတို့နှစ်ခုနိုင်ရှင်ကြည့်လိုက်ပါတဲ့နိုင်ရှင်ကြည့်လိုက်တော့ခုနကဝယ်လာတဲ့ဟာနဲ့တောတွေကနေခူးလာတဲ့ဟာရဲ့စိတ်ကလေးကိုနိုင်ရှင်ကြည့်ခိုင်းတာအဲ့တော့အာယုံချင်းတွေကတဲ့ထူးထွေကွဲပြားမှုရှိနေတဲ့အတွက်သူတို့ရဲ့စိတ်ဓာတ်ချင်းကလည်းတူညီနိုင်မှုရှိပါအောင်မလားတဲ့မရှိကြဘူးနော်တဲ့ဒါကြောင့်မို့လို့တဲ့အာယုံတွေစမ်းကြယ်လို့ရှိရင်တဲ့စိတ်ဓာတ်တွေကလည်းစမ်းကြယ်ကြတယ်တဲ့အဲ့တော့အာယုံဒီဖြစ်ကိုယ့်ရဲ့အာယုံမှာလာတဲ့အရာတွေအားလုံးကစမ်းကြယ်တယ်လေမတူကြတာဖြစ်တဲ့အတွက်ကြောင့်သူတို့တယောက်နဲ့တယောက်ရဲ့လူတယောက်နဲ့စိတ်တွေကလည်းမတူကြဘူးစမ်းကြယ်ကြပါတယ်တဲ့အဲ့လိုမျိုးစမ်းကြယ်တဲ့အခါမှာတဲ့တီထောင်ဖန်ဆင်းလိုက်တဲ့ကံတရားတွေကလည်းစမ်းကြယ်သွားကြပါတယ်တဲ့စမ်းကြယ်သွားကြပြီနော်ဘာပြောတာလဲဆိုလို့ရှိရင်တဲ့ဒီကံတွေထူးခြားမှုကတဲ့ခုနကတော့စိတ်သက်စမ်းကြယ်မှုပေါ်မှာအခြေခံထားပါတယ်တဲ့အဲ့ဒီစိတ်သက်တွေရဲ့တဲ့ထူးထွေကွဲပြားမှုကဘာကိုအခြေခံလဲဆိုတော့တဲ့အတွင်တန်ကလေးတွေတဲ့လိန်အတွင်တန်ကလေးတွေမတူတာအခြေခံထားတယ်တဲ့လိန်အတွင်တန်မတူဘူးဆိုတာဘာကိုပြောတာလဲဆိုလို့ရှိရင်တော့ဒါကတော့ဖျားဟောရဲ့တရားရဲ့စာမျက်နှာဘလောက်လို့ပြောတဲ့ဟာတွေအဲ့ဒါတွေကိုမပြောပြတော့ဘာပြောရလဲဆိုလို့ရှိရင်အတိတ်ကတီထောင်ဖန်ဆင်းခဲ့တဲ့ကံတွေကစမ်းကြယ်တော့ဒီဘဝမှာလည်းဒီရဲ့လိန်အတွင်တန်တွေကတယောက်နဲ့တယောက်ကလည်းမတူကြဘူးပေါ့နော်အဲ့လိုမျိုးပြောချင်တာပေါ့နော်အဲ့တော့စမ်းကြယ်လည်းမတူဘူးခုနကပြောတယ်သူ့မိတာရှင်ရဲ့တိဗျာဒိတ်ခံပွဲပေါ့နော်သူ့မိတာရှင်ရဲ့တိဗျာဒိတ်ခံပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တဲ့ဒီစာကြီးကဒီတချင်းရဟိုဖြစ်တယ်နော်ပိတ်လိုက်မှာအဲ့သူ့မိတာရှင်ရဲ့တိရဲ့တဲ့ဗျာဒိတ်ခံပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တဲ့ခဏတော်ကိုဒီဘက်တင်ချင်လို့ဒါနော်နားထောင်တော့ကိုလိုလို့မဲဒီကဖောက်ကြောင်ဆရာတော်ဘုရားရဲ့တရားစာအုပ်တွေဗျာမဲအနှစ်သာရတွေနော်တကယ်ဟိုအနှစ်သာရအကျိုးကျေးဇူးတွေဗျာ
ကိုတောင်တနေ့နေလို့တခါမှဖတ်အောင်နော်ဒီစာအုပ်တွေကနော်ဟိုညံပါမှနော်အုံနောက်ကပါရမီပါလာမှနော်ညံနေပွင့်လာမှညံရှိမှနော်နားထောင်နိုင်စွမ်းညံရှိမှနားထောင်လို့ရတော့မဟုတ်လို့ရှင်ဘာတွေပြောနေလဲဆိုတော့တိမှမဟုတ်နော်ကိုလူတို့အဲ့ဒါသူ့မိသားရှင်ရဲ့တိပေါ့နော်သူ့မိသားရှင်ရဲ့တိကဗျာဒိတ်ခံပွဲကိုကြည့်ပါတဲ့အမျိုးသမီးတယောက်ကအမျိုးသမီးတစုကပေါ့နော်အမျိုးသမီးဖြစ်ချင်တဲ့စိတ်ထားပဲရှိနေမနေဘူးလားတဲ့ရှိနေပါတယ်ဗျာတဲ့သူ့မိသားရှင်ရဲ့တိကြတော့တဲ့တက်ပီညူတညံကိုရရှိတဲ့အမျိုးသားဖြစ်ချင်တဲ့စိတ်ထားမရှိဘူးလားတဲ့ရှိပါတယ်ဗျာတဲ့ဒီလိုနဲ့သူတို့ရဲ့စိတ်သက်ခံယူချက်တွေကလည်းထူးထွေဝဲပြားမှုရှိတဲ့အခါမှာတဲ့သူတို့တီထောင်တဲ့ကံတွေရတယ်ထူးထွေခွဲခြားမှုရှိတယ်ပြောချင်တာတယောက်နဲ့တယောက်ကစိတ်ဓာတ်တွေလည်းမတူကြတယ်လို့မျိုးသူတို့ရဲ့စိတ်ဓာတ်ရဲ့ဒီပေါ်မှာမူတည်ပြီးတော့ကံတွေစမ်းကြယ်ရတယ်ပေါ့နော်အဲ့လိုစမ်းကြယ်ရတဲ့အခါမှာခုနကတော့သူ့မိသားရှင်ရဲ့တေးကကြောတော့ဘာဖြစ်ချင်တာလဲဆိုလို့ရှိရင်သူကတပ်ပိနုဒဉာဏ်ကိုရရှိတဲ့အမျိုးသားပဲဖြစ်ချင်တာတဲ့အဲ့လိုမျိုးစိတ်ဓာတ်တွေကလည်းမတူညီတဲ့အခါကျတော့သူတို့တီထောင်တဲ့ကံတွေကလည်းမတူကြဘူးကွဲပြားကြတယ်တဲ့အဲ့ဒီကံကလေးတွေကစမ်းကြယ်ခဲ့တဲ့အတွက်တဲ့အမျိုးသမီးဖြစ်ချင်တဲ့ပုံကိုယ်တွေဟာတဲ့ဒီကံကြောင့်မလို့အမျိုးသမီးဖြစ်လာကြတယ်တော်တော်လို့ဆိုတာအမျိုးသမီးဖြစ်ချင်တဲ့သူဒါကိုအတိတ်ဘဝဘာတွေဖြစ်ခဲ့တယ်တော့မသိပေမဲ့ဒီဘဝမှာမျိုးသမီးဖြစ်ရတယ်လေအဲ့လိုမျိုးသမီးဖြစ်ချင်တဲ့ကံတွေကလည်းစမ်းကြယ်တဲ့အတွက်ကြောင့်မို့လို့တဲ့အဲ့ဒီကံကလေးတွေစမ်းကြယ်ပြီးတော့မှအမျိုးသမီးဖြစ်ချင်တဲ့ပုံကိုယ်ကလည်းဒီကံကြောင့်အမျိုးသမီးဖြစ်လာတယ်အမျိုးသားဖြစ်ချင်တဲ့ပုံကိုယ်ကြတော့လည်းဒီကံကြောင့်ပဲအမျိုးသားဖြစ်လာကြတယ်ဟုတ်တယ်မလားအခု live မှာကြည့်နေတဲ့ကိုယ်တွေမတွေဆိုအမျိုးသားဖြစ်ချင်တဲ့ကံပါလာတာကြောင့်မို့လို့အမျိုးသားဖြစ်ကြရတယ်အဲ့တော့အမျိုးသမီးဖြစ်ရခြင်းအမျိုးသားဖြစ်ရခြင်းရဲ့အခြေခံအကြောင်းရင်းကိုပြန်ပြီးတော့စမ်းစစ်ကြည့်မယ်ဆိုလို့ရှိရင်ဘာကိုအခြေခံတာလဲဆိုတော့ကံတွေကိုပဲအခြေခံတာဒီလိုပဲကိုဒီဘေးကျွန်းဒါမျိုးဆိုလို့ရှင်ကျန်ဘာရတဲ့အမလေးလူတွေအားကြောင့်မလို့ပြောတာနော်တကယ်တန်နဲ့နားတော့လေတန်ရီဘူးလောင်းထဲတယ်လို့မျိုးဖရာတရားနဲ့ပတ်သက်လာလို့ရှင်နားမထောင်နိုင်တဲ့လူတွေကတကယ်ကိုအဲ့ဒါရပြစ်ရှိတဲ့ပါမှာလူလာဖြစ်တဲ့လူတွေပဲတက်လားဘာလို့လဲဆိုတော့တာဒနာတော်ဖျက်စွာဘုရားရဲ့တာဒနာတော်လဲလေမပြောက်ကွယ်သွားခင်မှာလူလာဖြစ်ရတယ်ဒါပေမဲ့ဒါတို့တိခွင့်နာကြားခွင့်ရတာတော့မကျက်အခုဘိုင်းနဲ့သွားတော့တက်တာအဲ့တော့အမျိုးသမီးဒါကြောင့်မို့လို့တဲ့ကံနေကြောင့်မို့လို့ပဲအမျိုးသမီးအတွင်တန်လိန်တန်ဖြစ်ပေါ်လာရတယ်တဲ့အမျိုးသားအတွင်တန်ဖြစ်လာရတယ်ပေါ့နော်ဖြစ်ပေါ်လာရတဲ့အချိန်ခါကျော်တော့တဲ့အခုလိုဘဝတစ်ခုကိုရရှိပြီးတော့မှအာယုံတစ်ခုကိုမြင်လိုက်ရတဲ့အချိန်ခါမှာတဲ့အမျိုးသမီးအတွင်တန်အမျိုးသားအတွင်တန်ဆိုပြီးမြင်လိုက်ရတဲ့အချိန်မှာဘာဖြစ်လာပါတလဲတဲ့အဲ့ဒါမိခွန်းထုတ်တာနော်ဒါကိုအမျိုးသမီးလို့ခေါ်တယ်ဒါကိုအမျိုးသားလို့ခေါ်တယ်ဒီလိုအမတ်တင်ညာလေးတွေပေါ်လာတယ်ပေါ့နော်အမျိုးသားဆိုလို့ရှိရင်တော့ဒါပေါ့အမျိုးသမီးဆိုလို့ရှိရင်တော့ဒါပေါ့ဒီလိုမျိုးကွဲပြားခြားနာတာကိုပြောချင်တာပေါ့နော်ဒါတော့ဒီလိုမျိုးသားလို့ခေါ်တယ်ဒါတော့မျိုးသမီးလို့ခေါ်တယ်ဆိုပြီးတော့မှတဲ့မပေါ်လာဘူးလားတဲ့ပေါ်လာပါတယ်တဲ့အဲ့တော့ဒီလိုအမတ်တင်ညာလေးတွေတဲ့ဒီလိုတင်တန်လေးတွေကိုကြားတော့တဲ့ဒါတော့တားလို့ခေါ်တယ်တဲ့ဒါလေးကိုတော့သမီးလေးလို့ခေါ်တယ်ဒီလိုအတွင်တန်လေးဆိုလို့ရှိရင်တော့ဖိုးကြီးလို့ခေါ်ပါတယ်ဒီလိုအတွင်တန်ဆိုရင်ဖွားကြီးလို့ခေါ်တယ်အဲ့ဒီလိုနဲ့လိန်နဲ့ပတ်သက်တဲ့အမတ်တညာကလေးတွေကတဲ့ကွဲပြားမှုလေးတွေရှိမလာဘူးလားတဲ့ရှိလာပါတယ်တဲ့မဟုတ်လို့ရှိရင်မသိဘူးပေါ့နော်ဒါတွေကအမျိုးသားလို့ခေါ်တယ်ဒါအမျိုးသမီးလို့မခေါ်ရမသိဘူးလေဒါကသူ့ရဲ့ကံတရားတွေပေါ်မှာမူတည်ဖြစ်ပေါ်လာတာဖြစ်တဲ့အတွက်ကြောင့်ဒါရောဒီလိုခေါ်တယ်ဒါတော့ဒါလို့ခေါ်တယ်ဒါလို့ခေါ်တယ်သမီးလို့ခေါ်တယ်ဆိုပြီးတော့ကွဲပြားမှုတွေရှိမလာဘူးလားရှိလာပါတယ်တဲ့အဲ့လိုလိန်နဲ့ပတ်သက်ပြီးတော့အတွင်တန်ညာတဲ့ပတ်သက်နေတဲ့အမတ်တညာလေးတွေကွဲပြားတဲ့အတွက်ကြောင့်မလို့ဝါဟာရာတို့ခေါ်ဆိုအပ်တဲ့ခေါ်ဝေါ်နေတဲ့အသုံးနှုန်းလေးတွေကလည်းကွာခြားချက်မရှိလာဘူးလားတဲ့ရှိလာပါတယ်တဲ့အဲ့တော့ဒီလိုပုဂ္ဂိုလ်ဆိုလို့ရှိရင်တော့ယောက်ျားလို့ခေါ်ပါတယ်ဒီလိုပုဂ္ဂိုလ်ဆိုရင်တော့မိန်းမလို့ခေါ်တယ်ဒီလိုပုဂ္ဂိုလ်ဆိုရင်တော့လူလို့ခေါ်ပါတယ်ဒီလိုပုဂ္ဂိုလ်ကြတော့နတ်လို့ခေါ်ပါတယ်ဒီလိုတတဝါကိုဆိုလို့ရှိရင်တရိษံလို့ခေါ်ပါတယ်အဲ့လိုနဲ့ပဲခေါ်ဝေါ်သုံးဆွဲခဲ့တဲ့အသုံးနှုန်းလေးတွေကလည်းတူညီမှုရှိသလားမရှိတော့ပါဘူးတဲ့အဲ့ဒီလိုအသုံးနှုန်းတွေဝါဟာရာလေးတွေမတူညီတဲ့အတွက်ကြောင့်မလို့ဒီဘဝမှာတဲ့ဘာဖြစ်တယ်လဲဆိုလို့ရှိရင်တဲ့အဲ့လိုကိုပြုတ်လောက်ဖန်တီးလိုက်တဲ့ကံကလေးတွေကလည်းမတူတော့ပါဘူးတဲ့ဘယ်လိုမတူတယ်လဲလို့မြည်တဲ့အခါမှာဒါကတော့တဲ့အမျိုးသမီးလို့ပဲတည်နေတဲ့ပုံကိုပေါ့နော်အတိမားနေတဲ့ပုံကိုဒါကတော့အမျိုးသားလို့ပဲတည်နေတဲ့ပုံကိုအတိမားနေတဲ့ပုံကိုအဲ့ဒီပုံကိုမှာတဲ့အမျိုးသမီးဖြစ်ချင်တဲ့စိတ်ကလေးတွေပေါ်လာတတ်တယ်အမျိုးသားဖြစ်ချင်တဲ့စိတ်ကလေးတွေကလည်းပေါ်လာတတ်တယ်သူ့ရဲ့အမတ်တညာလေးတွေကလည်းဝေါဟာရာတွေကွဲသွားတယ်ဝေါဟာရာတွေကွဲတာကြောင့်မလို့စိတ်ဓာတ်တွေကလည်းကွဲ
ပြတယ်အဲ့လိုမျိုးကွဲပြားတဲ့အချိန်မှာတဲ့အမျိုးသမီးဖြစ်ချင်တဲ့ပုဂ္ဂိုလ်ဟာတဲ့အမျိုးသမီးဖြစ်ကြောင်းကံကိုပြုစုပြောထောင်ရတယ်တဲ့အမျိုးသားဖြစ်ချင်တဲ့ပုဂ္ဂိုလ်ကြတော့လေအမျိုးသားဖြစ်ချင်တဲ့ကံကိုပြုစုပြောထောင်ပြန်တယ်တဲ့အဲ့ဒီလိုပြုစုပြောထောင်လိုက်တဲ့အခါမှာတဲ့အမျိုးသမီးဖြစ်ကြောင်းကံကိုပြုစုပြောထောင်လိုက်တဲ့ပုဂ္ဂိုလ်ဟာဒီကံကအကျိုးပေးတဲ့အခါမှာအခွင့်တင်ပြီဆိုလို့ရှိရင်သူဟာအမျိုးသမီးကိုဖြစ်ပါတယ်တဲ့အမျိုးသားဖြစ်ဖို့ကံကိုတဲ့ပြုစုပြောထောင်တဲ့ပုဂ္ဂိုလ်ဟာဒီကံကအကျိုးပေးလို့မို့အခါအခွင့်တင်လာပြီဆိုရင်ဒီပုဂ္ဂိုလ်ဟာအမျိုးသားဖြစ်ပါတယ်အဲ့ဒီလိုအမျိုးသမီးအဲ့ဒီလိုအမျိုးသားပဲဖြစ်ကြတာပေါ့နော်လူဖြစ်လို့တဲ့ဥတီချမ်းနဲ့ကံကိုပြုစုပြောထောင်ခဲ့ရင်တဲ့တော်တော်တို့ကနောင်ဘဝမှာလူထပ်ဖြစ်ဖို့နော်မသိကြအောင်လက်ဒါကြောင့်မလို့ရာခဲလာတဲ့လူဘဝလို့ပြောတာပေါ့နော်ရာခဲလာတဲ့လူဘဝလူအခုဒီဘဝပြီးတော့နောင်ဘဝလူထပ်ဖြစ်မယ်လို့ဘယ်တော့မှမထင်နဲ့နော်ဒီဘဝမှာနော်ကိုကဒါအရင်အသိဘဝကံနေရနော်ဒီလူဖြစ်လာဖို့ကံတွေကိုပြုစုပြောထောင်ခဲ့လို့လူလာဖြစ်တာဒီဘဝမှာဒီဘဝမှာတော်တော်တို့တွေကလူဖြစ်လာတဲ့နောက်တက်ထပ်ပြီးတော့လူဖြစ်မဲ့ကံတွေကိုပြုစုပြောထောင်ဖို့ဘာတွေကောင်းတာတွေလုပ်ပြီးပြီလဲမလုပ်ရတယ်ဆိုရင်လူဖြစ်ဖို့လုံးဝမသိကြဝက်ဖြစ်ခြင်းဖြစ်မယ်ကြက်ဖြစ်ခြင်းဖြစ်မယ်နွားဖြစ်ခြင်းဖြစ်မယ်စိတ်ဖြစ်ခြင်းဖြစ်မယ်အဲ့ဒီလိုတွေဖြစ်သွားပြီးတော့လို့ရှိရင်ခဏတစ်ဖြုတ်နဲ့ဒီလိုပဲတက်ခံရမယ်ကျင်လည်ရအောင်မယ်ဒီလိုပဲတေလိုက်တက်လိုက်တတဝါပြန်ဖြစ်ဝက်ပြန်ဖြစ်လိုက်ကြက်ပြန်ဖြစ်လိုက်ဝက်နဲ့ကြက်နဲ့အဲ့လိုဘွားတွေရတယ်တရိတ်သူတို့တတဝါဒီဝက်လေးတွေကြက်လေးတွေဘွားရတယ်လေဆက်နေရလေအဲ့လိုမျိုးဆိုအရန်ပေါ့နော်တရားလည်းလွယ်တာပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာတဲ့လူဖြစ်လို့တဲ့ဥတီချမ်းနဲ့ကံကိုပြုစုပြောထောင်ခင်ဒီကံအကျိုးပဲအခါမှာလူပဲလာဖြစ်ရပါတယ်နတ်ဖြစ်လို့တဲ့ဥတီချမ်းနဲ့နတ်ပြည်ရောက်ကြောင်းကံကိုပြုစုပြောထောင်ခင်ဒီကံကပဲဘာဖြစ်လဲဆိုရင်နတ်ပြည်ကိုလုံးဝကိုရောက်ဖို့အတွက်ပဲနတ်ကိုပဲဖြစ်ရပါတယ်တဲ့အဲ့တော့မြမဖြစ်လို့တဲ့ဥတီချမ်းနဲ့မြမပြည်ကိုရောက်ကြောင်းဖြစ်တဲ့ကံတွေကိုတဲ့ဇန်တွေကိုပေါ့နော်ဇန်ကံတွေကိုရအောင်ကြိုးစားအားထုတ်ကြတယ်အဲ့ဒီလိုကြိုးစားအားထုတ်လိုက်တဲ့အချိန်မှာဒီကံကအကျိုးပေးဖို့အခါအခွင့်တွေတင်လာပြီဆိုလို့ရှိရင်ရင်းကျက်လာပြီဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ကမြမဖြစ်တယ်ဒီတော့စိတ်ဓာတ်တွေကစမ်းကြည့်တဲ့အတွက်ကံတွေကလည်းစမ်းကြည့်မသွားဘူးလားတဲ့စမ်းကြည့်သွားပါဒါကြောင့်လူတွေကိုဘာကြောင့်လဲဆိုလို့ရှိရင်ဖះမြတ်စွာဘုရားဟောတာလူကိုကတိလာလူလာဖြစ်တယ်ဆိုရင်ပေါ်တန်သဘောမထားကြနဲ့ပေါ့နော်ငါတော့ပေါ်နေလိုက်တယ်ဆိုလို့ရှိရင်လူဘဝမှာဒီတိုင်းပဲအချိန်ကုန်သွားတယ်ဆိုလို့ရှိရင်နတ်ဖြစ်တဲ့ကံလည်းကိုကကောင်းတဲ့အရာတွေတော့လုပ်တယ်ပေါ့နော်ဒါပေမဲ့အချိန်လည်းမပေးတာပါဖြစ်တယ်ညာဖြစ်တယ်ဆိုအဲ့လိုမျိုးဒီတိုင်းပဲပေါ်တန်တိုင်းဘဝကိုပဲနေစဉ်နေတိုင်းအဲ့လိုမျိုးပဲလေပတ်ရင်နေဆိုရင်ကိုကဒီဘဝကိုကော့ကြော်လွန်သွားတဲ့အခါကျလို့ရှိရင်နတ်ဘဝလည်းရောက်ဘဝဒီဘဝမှာပြုစုမပြောထောင်ခဲ့ဘူးလေအဲ့တော့နောက်ဘဝမှာနတ်လည်းမဖြစ်ဘူးလူလည်းမဖြစ်ဘူးတေးကြတာကတော့ဟောပေါ်ဆိုင်မှာစားခဲ့ရမှာဝတ်တွေဖြစ်မယ်ကြက်မဲတွေဖြစ်မယ်ပြီးတော့လို့ရှိရင်ရေပွဲတွေဖြစ်မယ်ကနန်းတွေဖြစ်မယ်ပစွန်တွေဖြစ်မယ်ကင်းပွန်တွေဖြစ်မယ်အကုန်လုံးဖြစ်မှာအဲ့လိုမျိုးဖြစ်တာတဲ့ဒီတော့တဲ့ဒီကံတွေကဘာကြောင့်စမ်းကြရလေလို့မိတဲ့အခါမှာတဲ့ဒါကလူပဲဒါကနတ်ပဲဒါကတော့ပြမာပဲဒါကတော့ယောက်ျားပဲဒါကတော့မိန်းမပဲလို့ခေါ်ဝေါ်သုံးနေတယ်တဲ့ဝေါဟာရတွေအပေါ်မှာအခြေခံစိုက်ပြီးတော့မှစိတ်ဓာတ်တွေကလည်းကွဲပြားသွားတယ်တဲ့ဟုတ်တယ်နော်ညီမလေးဟုတ်တယ်မလားညီမလေးအဲ့တော့စိတ်ဓာတ်တွေကစမ်းကြည့်သွားတယ်ပေါ့နော်ဒီလိုဝေါဟာရတွေကဘာကိုအခြေခံလဲလို့ပြန်လဲစမ်းစစ်ကြည့်လိုက်တဲ့အခါမှာတဲ့ဒါကယောက်ျားလို့ပဲမှတ်ထားတဲ့အမတ်တညာတဲ့ဒါကမိန်းမလို့မှတ်ထားတဲ့အမတ်တညာအဲ့တော့မိန်းမရဲ့တွင်မဲ့ဒါတော့ဘယ်လိုမှတ်ထားလဲယောက်ျားမိန်းမဆိုအခုကြည့်လိုက်တယ်ဆိုလို့ရှိရင်ကွဲပြားတိရတယ်ဟုတ်တယ်မလားမိန်းမတွင်မဲ့တန်ရှိရယောက်ျားအတွင်တန်ရှိတယ်အဲ့လိုမျိုးတွေကိုကြည့်လိုက်တဲ့ချိန်မှာဒါလို့အမတ်တညာလေးတွေကနေပြီးတော့မှသူမှတ်ထားတဲ့အမတ်တညာလေးကတော့ဒါကတော့လူပဲဒါကတော့နတ်ပဲဒါကတော့ပြမဒါကတော့ယောက်ျားဒါကတော့မိန်းမပဲအဲ့လိုနဲ့မှတ်ထားတဲ့အမတ်တညာလေးတွေကတဲ့ကွာဟချက်တွေရှိတဲ့အတွက်ကြောင့်မလို့အဲ့ဒီအမတ်တညာကွာဟချက်ချင်းကြောင့်မလို့ဝါဟာရာတွေကလည်းကွာဟလာပါတယ်တဲ့အဲ့လိုအမတ်တညာတွေကဘာကြောင့်ကွာဟလာလဲလို့ပြန်လဲစမ်းစစ်ကြည့်လိုက်တဲ့အခါမှာလေအတွင်တန်လေးတွေကလည်းမတူညီတဲ့အပေါ်မှာအခြေခံပါတယ်တဲ့အဲ့လိုမျိုးတွင်တန်တွေမတူညီရကြောင့်မလို့အမတ်တညာကလည်းမတူတော့ပါဘူးတဲ့အမတ်တညာမတူတဲ့အတွက်ကြောင့်မလို့ဝါဟာရာတွေကလည်းမတူပါဘူးကွဲပြားပြန်ပါတယ်တဲ့ဝါဟာရာကွဲပြားမှုပေါ်မှာအခြေခံထားပြီးတော့စိတ်ဓာတ်တွေကလည်းကွဲပြားတယ်စိတ်ဓာတ်တွေကွဲပြားတဲ့ပေါ်မှာမူတည်ပြီးတော့မှစိတ်ထားတွေကလည်းစမ်းကြည့်တယ်အဲ့လိုမျိုးကိုဖန်တီးလိုက်တဲ့ကံတွေကလည်းစမ်းကြည့်သွားတယ်အဲ့ဒီလိုစမ်းကြည့်တဲ့အတွက်ကြောင့်မို့ဘာဖြစ်လဲဆိုလို့ရှိရင်နောက်ထပ်ဘဝတစ်ခုကိုရမယ်ဆိုလို့ရှိရင်တဲ့တထဝါတွေကတဦးနဲ့တဦးတူညီနိုင်မလားတဲ့မတူညီနိုင်တော့ပါဘူးတဲ့တကယ်မတူညီနိုင်ဘူးလေဘဝတစ်ခုနောက်ထပ်ထပ်ရတဲ့ခါကျလို့ရှိရင်ဘာဖြစ်မယ်ဆိုတာမသိတဲ့အတွက်ကြောင့်မတူညီနိုင်ပါဘူးတဲ့အဲ့အကြောင်းမလို့တထဝါတွေအပေါင်းဖြစ်လာရတာဘာကြောင့်ဖြစ်ပေါ်လာရလဲဆိုလို့ရှိရင်အခြေခံအကြောင်းရင်းကိုစမ်းစစ်ကြည့်လိုက်တော့ကံအကြောင်းပဲဖြစ်ပေါ်လာရတယ်တဲ့အဲ့တော့တဲ့
Lena sounds so lave, lay when you nama sotare, Eddie lay when you gane video, de Lavania, Jotramadua, Lavania when you ne, Jare Mare, when you a paugali powder video, Elmu soli net the soli one, then so the soli, so high, so tired on my jai doing high up or no, Elmu laving a beyond Jotramadua, Lord, laving when you son and laving a Jare Marbo, Elu soli the cool yatayade, era ore, Lena sounds so loud, covare, at all. အဲ့ခါမှာတန်တရားဝိစင်းရဲ့ဒုက္ခပေါ့နော်တန်တရားဝိစင်းရဲ့ဒုက္ခကြီးမှာကျွတ်လွတ်ဖို့ထွက်မှတ်သွားနိုင်အောင်ဒီကံတွေရပဲတက်တက်ဝါတွေဆွဲခေါ်ထားတယ်တဲ့ဒီတော့မိမိတို့ကဒီကံတွေကိုပြုစုပြောထောင်တဲ့အချိန်မှာတဲ့တန်တရားဝိစင်းရဲ့ဒုက္ခမှာကျွတ်လွတ်လို့တဲ့ဥတီချမ်းနဲ့ကံကိုပြုစုပြောထောင်မဟုတ်ပဲနဲ့ယောက်ျားဖြစ်ခြင်းနဲ့စိတ်ထားမိန်းမဖြစ်ခြင်းနဲ့စိတ်ထားလူဖြစ်ခြင်းနဲ့စိတ်ထားနတ်ဖြစ်ခြင်းနဲ့စိတ်ထားပြမဖြစ်ခြင်းနဲ့စိတ်ထားစတဲ့ဖြစ်တဲ့ဒီစိတ်ထားတွေနဲ့ကံတွေကိုပြုစုပြောထောင်ခဲ့တဲ့အတွက်ဒီလူဘဝနတ်ဘဝယောက်ျားဘဝမိန်းမဘဝဆိုတဲ့ဒီဘဝတွေကနေပြီးတော့လွတ်မြောက်အောင်မလားတဲ့မလွတ်မြောက်တော့ပါဘူးဖေရတဲ့မလွတ်မြောက်အောင်ဘသူကဖွဲ့ချီထားတာလေတဲ့မိမိတို့ကပဲတီထောင်ဖန်ဆင်းခဲ့တဲ့ဒီကံတွေကပဲဖွဲ့ချီထားတာပါဒါကြောင့်မလို့တဲ့ကံတွေကိုရမ်းပြီးတော့တက္ကကြီးတွေတက္ကမကြီးတွေပြုတ်တင်တလားမပြုတ်တင်ဘူးလားတဲ့တတဝါတွေကိုတဲ့ဒီတန်တရားဝဆင်းရဲ့ဒုက္ခကြီးကမကျွတ်အောင်တဲ့ဘသူကဆွဲခေါ်ထားတာလေတဲ့ကံကဆွဲခေါ်ထားတာပါတဲ့မကျွတ်အောင်မလွတ်အောင်ဘသူကပြုတ်ပြင်ပေးမှလေဒီကံကပဲပြုတ်ပြင်ပေးရတဲ့အဲ့ဒီလိုတဲ့ကံကပြုတ်ပြင်ပေးတဲ့အချိန်ခါမှာတဲ့ဒီနေ့ကြည့်ပေါ့တဲ့တက္ကကြီးတက္ကမကြီးတဲ့အကြောင်းပြချက်အမျိုးမျိုးတွေရှိကြပါတယ်တဲ့တန်တရားဝဆင်းရဲ့ဒုက္ခမှာကျွတ်လွတ်အောင်တဲ့မက်ကင်ရှိပါအကျင့်မြတ်တရားတွေကိုစနစ်တကျကျင့်ကြံအားထုတ်ကြိုးစားအားထုတ်ကြမယ်ဆိုပါစို့တဲ့တိုက်တွန်းမယ်ဆိုလို့ရှိရင်တပည့်တော်ကတော့အားထုတ်ချင်ပါတယ်ဒါပေမဲ့ဆိုတဲ့ကွက်လက်ကလေးတွေကတဲ့ဘာလဲရှိနေတယ်မအားဘူးတပည့်တော်ကတော့ဒီနေ့ကဟုတ်တယ်ဥပုသ်ဆောင်ချင်တာဒါပေမဲ့ဆိုတာအဲ့လိုကွက်လက်လေးတွေကတဲ့ဘာကြောင့်မို့လို့လဲပေါ့နော်ဝင်သွားကြတယ်အဲ့လိုမျိုးကွက်လက်လေးတွေကိုပြေးဝင်သွားကြတယ်တဲ့ဟုတ်ပြီလားအဲ့ဒီကွက်လက်လေးတွေကိုတဲ့ပြေးဝင်သွားတာဘာကြောင့်လဲတဲ့တစ်ချိန်တော့ဒီကွက်လက်တွေကိုပြေးဝင်လောက်အောင်ကံတွေကကိုယ့်ကိုထူထောင်ခဲ့ကြပါတယ်တဲ့အဲ့ဒီကွက်လက်လေးတွေတဲကိုဝင်ပြီးတော့နေခွင့်ရအောင်ကံတွေကိုထူထောင်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီကံကလည်းဒီကွက်လက်ကနေကျွတ်လွတ်ပြီးတော့ထွက်မတွအောင်ပြန်ပြီးတော့မှဘာလုပ်တယ်လဲဆိုရင်တက္ကကြီးတက္ကမကြီးတွေကိုကြောက်ဖို့သူဆွဲခေါ်ထားတာပေါ့နော်ဆွဲခေါ်ထားတယ်တဲ့အဲ့တော့ကြောက်ဖို့မကောင်းလားတဲ့ကောင်းပါတယ်ဗျာတဲ့ကိုကတော့တဲ့ကျွတ်ချင်တဲ့လွတ်ချင်တဲ့စိတ်ထားလေးတွေတဲ့ပေါ်လာတာမှန်ပါတယ်လှုပ်ချင်တယ်ပေါ့နော်ငါတော့ဒီတပတ်ဥပုံကလေးကိုတော့ဥပုံလေးစောင့်ချင်လိုက်တာဆိုပြီးတော့စိတ်ကလေးကတော့ရှိတယ်ငါတော့ဒီအထိတ်ထန်လေးဝင်ချင်လိုက်တာဝင်ချင်တယ်ပေါ့နော်မဝင်ဖြစ်သေးပါဘူးဆိုစိတ်ကလေးကတော့ရှိတယ်ဒါပေမဲ့ကိုကဒါပေမဲ့ငါကမအားနေဘူးလေပေါ့နော်ဒါပေမဲ့ငါအချိန်ကလည်းမရှိပြန်ဘူးဒါပေမဲ့ဟိုကလုံးရအောင်မဲဒါပေမဲ့ဟိုကမဖြစ်ပြန်ဘူးဆိုတော့အဲ့လိုမျိုးဒါပေမဲ့ဆိုရင်ကွက်လက်လေးကလေးကိုဘာတွေကဆွဲခေါ်ထားလဲခုနကတော့ကိုယ့်ရဲ့ဒီကန်တွေကပဲဆွဲခေါ်ထားတာအဲ့တော့ကန်ဆိုတာအလုပ်လို့ပြောတယ်မလားအဲ့တော့ကိုတိုင်ရတယ်ပဲလုပ်ရမှာလေဒီကန်တွေကနေထွက်ရမှာလေကိုတိုင်ရမယ်လုပ်ချင်တဲ့စိတ်အဲ့ဒါကိုအရင်ကြီးဆုံးပဲလေဒါပေမဲ့ဆိုရင်ကွက်လက်ကလေးတဲ့ဝင်နေလို့မဖြစ်ဘူးလေအဲ့ဒါကိုပြောချင်တာပါအဲ့လိုမျိုးတွေတဲ့မကြွမလွတ်အောင်ဒီကန်ရမယ်ဆွဲခေါ်ထားတာတဲ့အဲ့လိုအကျိုးပေးဖို့ရသူကအခါခွင့်တင့်မိပြီတဲ့ဒီကန်ရဲ့အရှင်ဝါမကုံလေးတည်းများတဲ့မိမိကလေတဲ့ကြွအောင်လွတ်အောင်ရုံးနိုင်တဲ့စံနာတက်လည်းမရှိဘူးတကယ်စံနာအဓိကကိုယ်စံနာကိုယ်စိတ်ကအဓိကပဲလေကိုယ်စံနာကလည်းမရှိဘူးကြွအောင်လွတ်အောင်ရုံးချင်တဲ့စံနာတက်တွေမရှိတဲ့အတွက်ကြွကြောင်းလွတ်ကြောင်းဖြစ်တဲ့ကံတွေကိုတနည်းအားဖြင့်မကင်ရှိပါအကျင့်မြတ်တရားတွေကိုစနစ်တကျလွတ်ကျွတ်နဲ့အားထုတ်နိုင်တဲ့စွမ်းအားတွေရောပေါ်လာမှလားမပေါ်လာတော့လေကိုယ်စံနာမှမရှိတာကိုယ်စံနာမရှိတဲ့အခါကျတော့ဟေးအောက်မှာပလာတာလုံးလိုက်တိလားသူများသားသမီးကိုတလားအကုတို့တွေလာပြီးနေဒုက္ခပဲကွယ်အကုတို့ဒိဋ္ဌိအဲ့ဒါပြောတာသူရမကင်ရှိပါမှလေလူတာဖြစ်တော့အဲ့ဒါတွေနားမလဲကြမက်ကင်ရှိပါဖြစ်ကုန်ပါပြီရပြည့်ရှိပါပြောတာတို့ကမက်ကင်ရှိပါချင်းမြတ်တရားတွေကိုတဲ့လွတ်ကျွတ်အားထုတ်နိုင်တဲ့စံအားတွေကပေါ်လာမှလားမပေါ်လာဘူးတဲ့ဒီတော့ဒီကံတွေကပဲလဲပတ်ပြီးပြေးနေတာပေါ့ပြေးနေပြီးတော့မှကိုယ့်ကိုဘာဖြစ်လဲဆိုခုနကတော့လဲဘိမှလေဝင်ရိုးလေးရဲ့အစုံမှာဆွတ်ထားတယ်လို့မျိုးအဲ့လိုမျိုးလေးလေပြုတ်ထွက်မသွားအောင်ဆွတ်ထားတယ်လို့မျိုးပဲဒီကံတွေကလည်းဘာဖြစ်တယ်လဲဆိုလို့ရှိရင်ကိုယ့်ကိုအဲ့လိုမျိုးပဲချီနှောင်ပြီးတော့ဖွဲ့ထားပြီးတော့ဆွဲထားတာပေါ့နော်ဒီကွက်လက်တရားနဲ့မထွန်းနဲ့လှုပ်ချင်တဲ့စံတွေကမလောက်ရအောင်ဒါဘာဖြစ်လဲဆိုတူတူကပဲချီအနောင်ဖွဲ့လို့ချီထားတာကိုဖြစ်ခြင်းကိုလှုပ်ခြင်းတဲ့ဟာကိုမလုံနိုင်နောက်ဆန်နေတင်းနေရတာပေါ့ပြောချင်တဲ့အဓိပ္ပာယ်ငါလှုပ်ခြင်းနဲ့ဒါမှမလှုပ်ခြင်းကာဒီယို
အေးလေးကောင်းနေရှင်ကန်ကြောင်းရရှိတဲ့ကောင်းကြောဖြစ်တဲ့အဲ့တော့မြက်ွယ်မှာတော့ချီးမွမ်းခံရတယ်တကယ်ပဲလူတွေကလေမြက်ွယ်မှာဆိုချီးမွမ်းခံရတယ်ဒီပုဂ္ဂိုလ်ကတော့အရန်တော်တာဒီပုဂ္ဂိုလ်ကတော့တိတ်တော်တယ်ဒါတလို့ပေါ့နော်မိမိတို့ရဲ့မြက်ွယ်မှာဆိုလို့ရှင်ချီးမွမ်းခံရတယ်ကာရီယိုဂျေစုတင်ပါတယ်နော်လေပဲတက်သွားတယ်ဂျေစုမြိုင်းတင်ပါတယ်ရှင်ဂုံတဲ့နေရာလေတိတ်ပြီးတော့ပြန့်တင်းညာကြော်စောထင်ရှားဘာကြောင့်လဲဆိုပြုလုပ်ခဲ့တဲ့ကံတွေပဲဟဲတော်လိုက်တာဟိုကလေးမလေးကဒီလိုဒီဟိုကောင်လေးကတော့ဘလို့ဆိုပြီးတော့အဲ့လိုမျိုး confidence နဲ့ပတ်ဝန်းကျင်မှာကြော်စောကြတယ်ပေါ့နော်ကျိုးလေးဆိုရဲသူတာမီလေးကလိမ်မာလိုက်တာသူတားလေးကလိမ်မာလိုက်တာဆိုရဲအဲ့လိုမျိုးလေးပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့လိုချီးမွမ်းခံတဲ့ confidence တွေကလည်းပဲတဲ့ဒီရဲ့ကိုပြုလုပ်ခဲ့တဲ့အရာတွေကိုပြုလုပ်ခဲ့တဲ့ကံတွေကြောင့်ပဲချီးမွမ်းခံရတာပဲအဲ့လိုမျိုးကံတွေကဒီဘဝပြုလုပ်တဲ့ကံတွေလည်းဖြစ်ချင်းဖြစ်မယ်ဟုတ်တယ်နော်ဒီဘဝပြုလုပ်တာလည်းဖြစ်ချင်းဖြစ်မယ်အတိတ်ဘဝကပြုလုပ်ခဲ့တာတွေလည်းဖြစ်ချင်းဖြစ်မှာအတိတ်ဘဝကိုရဲ့လုပ်ခဲ့တဲ့ကံတွေကြောင့်လည်းဖြစ်ချင်းဖြစ်မယ်တဲ့အတိတ်ဘဝကံတွေပေါ်မှာလည်းမူတည်ပြီးတော့အခြေခံပါတယ်တဲ့ဘာကြောင့်လဲဆိုတော့ယခုဘဝပြစ္ဆုတ်ပံဒီခုဘဝမှာပေါ့နော်ပြစ္ဆုတ်ပံမှာပြုစုပြောင်းထောင်တဲ့ကံတွေပေါ်မှာလည်းအခြေခံပါတယ်အခြေစိုက်ပါတယ်တဲ့ဘုန်းကြီးတို့ရဲ့ဂေါတမမြတ်စွာဘုရားကိုကြည်ပါတဲ့ဒီနေ့လူလောကကိုပြန်ပြီးစမ်းစစ်ကြည့်မယ်ဆိုလို့ရှိရင်တာဒနာတော့2500ကျော်သွားပြီလေတာဒနာတော့2500ကျော်သွားတဲ့အချိန်မှာတာဒနာကဟိုပေါ့နော်ကုံလူနေပါဖြစ်နေပြီဒါကြောင့်လူတွေကဘာကြောင့်လဲဆိုလို့ရှိရင်အခုကမျိုးစုံတော့ပေါ့နော်ဒိဋ္ဌိကဲတို့တွေဖြစ်ကုန်ကြပြီအဲ့လိုမျိုး2500အတွင်းမှာတဲ့ဘုန်းကြီးတို့မြတ်စွာဘုရားကဲတို့ကြော်စောတဲ့ဂုံတက်တင်းတွေရတဲ့ဗြဟ္မဘုံတိုင်အောင်တော့မှပြန်နှံကြော်ကြားရတဲ့ပုံကိုယ်လေးဆိုတာရှိနေမနေဘူးလားတဲ့ရှိနေပါတယ်ဖေဟာတဲ့ဘာလို့အခြေခံပြီးတော့အခြေစိုက်တာလေတဲ့လေးတိချင်းနဲ့ကဘာတတိန်တိုင်အောင်တဲ့ပါရမီတွေကိုဖြင့်ကျင့်ပြီးတော့မှတက်ပိညုတာဉာဏ်တော်ကြီးတကယ်ကိုနော်သူ့နိုင်မဲ့တက်ပိညုတာဉာဏ်တော်ကြီးကိုရအောင်ယူခဲ့တဲ့ကံတွေပေါ်မှာအခြေခံပါတယ်တဲ့ဒီကံတွေကြောင့်မြတ်စွာဘုရားရဲ့ကြော်စောတဲ့တင်းတွေရတဲ့မဆန်းဝင်ပေါ့နော်ပြန်နှံပြီးတော့မှဟိုတတ်သွားတယ်အဲ့ဒီတော့တဲ့ဒီနေ့လူလောကကြီးမှာနာမည်ကြီးနေတဲ့ဒင်းကားတော့တဲ့နာမည်ကြီးမှာပေါ့ဆိုပြီးတော့လိုက်ပြီးတော့မင်းငေါနေဖို့လိုတလားတဲ့မလိုပါဘူးတဲ့အဲ့လိုမျိုးတဲ့နာမည်ကြီးလောက်တဲ့အထိကံတွေကိုပြုစုပြောထောင်ခဲ့တယ်နာမည်ကြီးလောက်တဲ့အထိကံတွေကိုပြုစုပြောထောင်ခဲ့တဲ့အတွက်အချီးမွမ်းလဲခံရတယ်ကံတွေကိုပြုစုပြောထောင်ခဲ့တဲ့သူချီးမွမ်းခံရတာကိုမိမိကမနာလိုဝင်တူဖြစ်ခဲ့မယ်ဆိုလို့ရှိရင်မိမိမှာတဲ့အကုသိုလ်တရားတွေပဲပွားနေပါလိမ့်မယ်တဲ့ပြောချင်တာတော့အကုသိုလ်ဟိုပေါ့နော်ဟိုမြတ်စွာဘုရားမှမဟုတ်ပါဘူးတခြားလူတွေဆိုလို့ရှင်လဲဟိုမနာလိုဝင်တိုးတဲ့လူတွေရှိဒါအကုတူပဲလို့ပြောချင်တာစီးစိမ်ဥစ္စာတွေကိုတချို့ကတိတ်ပြီးတော့ပျက်စီးသွားတယ်ပေါ့နော်အဲ့လိုမျိုးဆုံးရှုံးသွားတယ်ဒါဆိုရင်ကန်ဆုံးမသွားရမိုးလိုက်လို့ရွာဆိုပြီးတော့ပုံစံတိုင်းပဲတဲ့လုံတမရတစ်ချက်မှလည်းအဆင်မပြေဘူးတဲ့ကိုကအခုတလောမှာငါဘာလုပ်လို့အဆင်မပြေဘူးငါတော့ငါ့ကိုပဲလိုက်ပြီးတော့ဟိုဒီဟာတွေဖြစ်နေတယ်ငါတော့ဟိုကဖြစ်ရပြန်ပြီဟိုကပြက်ရပြန်ပြီအလုတ်ကအဆင်မပြေအလုတ်ကလည်းထွက်ရပြန်ပြီခဏကြီးကျရင်ပစံကထွက်သွားပြန်ပြီဟိုကဖြစ်တယ်ဒီဟာဖြစ်တယ်စသဖြင့်အဲ့လိုတွေဖြစ်နေတာကန်ဆိုးမသွားရမိုးလိုက်လို့ရွာဆိုတဲ့အတိုင်းပဲပေါ့နော်ကိုလုံးတမရတစ်ချက်မှလည်းအဆင်မပြေဘူးဆိုတာဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ကံတွေကြောင့်ပဲကိုဘာကိုအခြေခံလဲဆိုဒီကံတွေပဲအခြေခံတာအသက်ဖြတ်ခံရတယ်အငြင်းပန်းခံရတယ်အနှိမ့်ဆက်ခံရတယ်ဘာကိုအခြေခံတာလဲဒီကံတွေကပဲအခြေခံနေတဲ့အရှင်မမောက်ကလန်ကိုကြည့်ပေါ့တဲ့ဘာလို့လဲဆိုတော့မိဘကိုပြစ်မှာမိခင်ပြစ်မှာတာပေါ့နော်သူကမိဘကိုပြစ်မှာပြီးတော့ကံတွေအခြေခံတော့အဲ့မှာတဲ့သူကဒီသူအဲ့ဒီရှင်မဟာမောက်ကလန်ဖြစ်တဲ့ဘဝအထီကိုဘဝပေါင်းကနေရာကျော်မှာစက်တိုက်အမြဲတမ်းသူခေါင်းခွဲခံရတာလေသူရွာထဲဝင်တဲ့အခါမှာကျတော့လူတွေကတည်ရမလားဟိုဘာနဲ့ကောက်ပေါက်ဒီဟာနဲ့ကောက်ပေါက်လူဖို့နေနေတာကောက်ပေါက်ကြတာကွာဟိုလိုရစရာမရှိအောင်တင်ရအောင်လဲမယိုသေးကြအကုန်လုံးကောက်ပေါက်တကောင်ကိုလည်းထုပွဲအကုန်လုံးတွေးထက်တိုင်ယိုတွေဖြစ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်ပြီးတော့မှသူကအမြဲတမ်းခေါင်းတွေလည်းကိုယ်ခံရတယ်ပြီးရင်တည်ရအမြဲတမ်းတက်ခံရတယ်အဲ့ဒါသူဘာကြောင့်မလို့အဲ့လိုမျိုးတွေဖြစ်ခဲ့တာလဲဆိုဒါလည်းသူကံပါပဲသူကမိဘတွေပေါ်မှာပြစ်မှားခဲ့တဲ့ကံအခြေခံပြီးတော့မှသူကတက်ခံရတယ်ပြီးညင်ပန်းလည်းနှိမ့်ဆက်ခံရတယ်လူတွေကလည်းသူဝိုင်းထူကြထူနေရွာထဲဝင်လာပြီးဆိုတာနဲ့ကိုအကုန်လုံးကတပွဲလိုက်ကြီးထူနေနှိမ့်ဆက်အဲ့လိုမျိုးတွေဖြစ်ခဲ့တာပေါ့နော်သူရဲ့ဘဝကံနေကြောင်းမလို့အဲ့လိုမျိုးတွေနှိမ့်ဆက်ခံရတဲ့အခါမှာဒါကလည်းဘာကြောင့်လဲဆိုကံကြောင့်ပဲအနောင်ဖွဲခံရတာပါတဲ့သူတစ်ပါးတွေကိုသူကညင်ပန်းနှိမ့်ဆက်ခဲ့တဲ့ကံတွေရှိတယ်တဲ့အဲ့ဒီသူတစ်ပါးတွေကိုညင်ပန်းနှိမ့်ဆက်ခဲ့တဲ့ကံတွေအခြေခံပြီးတော့မှဒီတခြားဘဝတွေကဒီဘဝမှာလည်းအနောင်ဖွဲခံရတယ်ကိုကဒီဘဝမှာသူများအောင်အဲ့လိုမျိုးတွေလုပ်ခဲ့ဆိုရင်ကိုကပြန်ပြီးတော့မှကိုလုပ်ခဲ့တာဒီကံတွေကိုပဲပြုစုခဲ့တာဖြစ်တယ်ပေါ့နော်ဒီဘဝမှာကိုကသူများဘဝမှာလို့တွေတက်ဖြတ်တယ်ညင်ပန်းနှိမ့်ဆက်တယ်ဘလို့ပဲဖြစ်ဖြစ်မကောင်းတဲ့ကြံခဲ့တယ်ဆိုရင်တော့မှအဲ့ဒီမကောင်းတာကြံခဲ့တဲ့အရာတွေကဒါကိုရဲ့မှာဒီဘဝမှာကိုကစိုက်ခဲ့တဲ့ကံတွေပဲဖြစ်သွားပြီအဲ့ဒီဟာတွေကကို
တဖန်ပြန်ပြီးတော့မှပြန်ခံရမယ်ပေါ့နော်အဲ့ဒါပါပဲအဲ့တော့ထူးဆန်းတဲ့တဲ့သုံးစုပေါ့နော်ဘုရားရှင်တော်ရောက်ရှိတဲ့အခါမှာဝိထုဇက်ကြောင်ကလေးတစ်ခုပြောပြမယ်တဲ့ဘုန်းကြီးတို့မြတ်စွာဘုရားကတဲ့စေတဝန်ကျောင်းတိုင်းမှာတရားဟောတော်မူစဉ်တုန်းကတဲ့အဲ့မှာတည်င်းတုံးကူရောက်လာတယ်တဲ့တည်င်းတစ်ခုကကျတော့တာဝတိမြို့တကားမှာပေါ့ရွာလေးတရွာမှာမီးလောင်နေအဲ့လိုမီးလောင်တဲ့အခါကျတော့တဲ့ကရုတ်ခွေတစ်ခုကမီးပူချိန်နဲ့ဟပ်ပြီးတော့မှကောင်းကင်ပြန်တက်သွားပြီးတော့မှအဲ့ဒီမီးတွေကရေးရေးတောက်နေတဲ့အချိန်မှာကြီးကန်းတကောင်ကပြန်လာတဲ့အခါမှာအဲ့ဒီမှာကြီးကန်းလာတာနဲ့ခုနကတော့မီးလောင်နေတဲ့ကရုတ်ခွေနဲ့သွားပြီးတော့ကြီးကန်းလေပြီးတော့သွားဆွတ်လိုက်တယ်ဆွတ်တော့အဲ့ဒီကြီးကန်းကဘာဖြစ်လဲဆိုတော့တေဝါတဲ့တည်င်းပရမတည်င်းတစ်ခုကအဲ့ကြီးကန်းတေဝါတဲ့တည်င်းနောက်တဲ့တည်င်းတစ်ခုကကျတော့သမုဒ္ဒရာထဲမှာရှိခေကာတုန်းကတဲ့လေတမောကြီးတွေတွားကြတယ်ပင်လယ်တွေကိုရောက်တဲ့အခါမှာတဲ့လေတစင်းကတဲ့လူပေါင်းတော်တော်များများပါတယ်ပေါ့နော်အဲ့မှာရှေ့ဆက်သွားလို့မရတော့ဘူးဟာတဲ့ဒီပင်လေကတော့ဒီနေရာမှာပဲဒီလေတင်မောကတော့ဒီနေရာမှာပဲခီရတော့ငိမ့်နေပြီဆက်ပြီးတော့သွားလို့မရတော့ဘူးတဲ့ဒါဆိုဘာကြောက်မှုလဲဆိုတော့ဧကန်သားတဲ့ဒီလေပေါ်မှာတဲ့ကလကနီခေါ်တဲ့အဲ့ဒီသူတို့ရုံးမာတဲ့သူတူဥပေါ့နော်သူတို့ကတကယ်တော့မဟုတ်ပါပြစ်ရှာတာပါလေကလူများရဲဆိုတော့လေမတည်ချင်တာကြောင့်သူတို့ကပြစ်ရှာတဲ့ခါမှာအဲ့တော့ဒီလေပေါ်မှာတော့ရုံးမာတဲ့လူတယောက်ကတော့ပါနေပြီပေါ့အဲ့ဒါဆိုတော့သူတို့တွေကလူလျှော့ရမယ်ပေါ့တကယ်တော့ရုံးမာကြတာပေါ့ကွယ်ရုံးမာကြလူလျှော့ရမယ်ဆိုတော့မဲနိုင်ကြဆိုတော့မှအဲ့မှာလေတကြီးမဲနိုင်ခဲ့ခါမှာမဲနိုင်ခါလိုက်တယ်မဲနိုင်ခါတော့အဲ့မှာလေတကြီးကတော်ကြီးကမဲကိုဒီပေါ့နော်သူလေဘွားဆင်းရမယ်မဲကိုသူပေါက်သွားတဲ့အခါမှာအဲ့မှာလေတကြီးကတော့ပေါ့နော်လေတကြီးလှုပ်တဲ့ပုံကကျတော့သူရေတဲ့ကိုကူခန့်နေရတာတော့ငါတော့မကြည့်ရဘူးတဲ့။ဘာကြောင့်ဆိုတော့ဒီလေကနေဆင်းရမှာပေါ့နော်။တယောက်ကတော့ရှော့မှာလူတွေရှော့မှာအဲ့လိုမျိုးသူရေတဲ့ကိုဆင်းရမှာငါတော့မကြည့်ရဘူးဆိုပြီးတော့မှသူကဒီလိုလောက်ကြတဲ့။သူတဝိုးတွန်းနေတော့အားလုံးပြည့်စီရမယ်ဆိုလို့ရှိရင်လည်းမတော်ဘူးတဲ့။သူ့ level ကိုတဲ့တဲကိုဆွဲပြီးတော့မှရေတဲ့ကိုတွန်ချလိုက်တယ်။သူ့ယောက်ျားနော်။သူ့ယောက်ျားဖြစ်တဲ့သူကသူ့ရဲ့မိန်းမကိုဂျီကူခက်ပြီးတော့တွားနေတာကိုသူမကြည့်ရဘူးဒါကြောင့်မလို့သူ့ရဲ့လေပြီးတော့တဲအိုးဆွဲပြီးတော့တခါလေးပြစ်ချလိုက်လို့ပြောတဲ့အခါမှာအဲ့ဒီမှာသူ့လူတွေကလည်းပေါ့နော်အဲ့လိုမျိုးပဲတဲအိုးကိုဒီမျိုးသမီးကိုပေါ့နော်လေပြီးတော့တဲအိုးဆွဲပြီးတော့ရေထဲကိုရောင်ဆွဲခေါ်သွားပြီးတော့မှအဲ့မှာဒီမျိုးသမီးကဒီတဲအိုးရေးနဲ့ပါဝါပြီးတော့မှတခါလေးရေထဲကိုမြုပ်ပြီးတော့မှတော့တေသွားတဲ့တည်င်းပေါ့နော်အဲ့တော့တည်င်းကနှစ်ခုရှိသွားတယ်တစ်ခါကဂျီကန်တေသွားတယ်ဒုတိယကဒီလေတကြီးကတော့တေသွားတယ်နော်အဲ့မှာနောက်တစ်ခုတည်င်းကကျတော့ရဟန်းတော်တပါးတဲ့ခုတစ်ခုအတွင်းမှာတရားအားထုတ်နေတာအဲ့လိုတရားအားထုတ်နေတဲ့အချိန်မှာတွားမမျော်လင့်မယ်နဲ့တောင်မွားနေကြောက်တုံးကြီးတတုံးကလိန်ကြားလာပြီးတော့အဲ့လိုမျိုးတရားအားထုတ်နေတဲ့ကိုဝါရောလာပြီးတော့ပိတ်နေတာပိတ်နေတဲ့အခါမှာခုနှစ်ရက်ကြာတော့အဲ့ဒီကြောက်တုံးကြီးကအလိုလိုပွင့်သွားရပေါ့နော်အဲ့ဒီတည်င်းတစ်ခုစုပေါင်းကတည်င်း3ခုအဲ့ဒီတည်င်းကြီး3ခုကမြတ်စွာဘုရားထံကိုဗျိုင်တူတခါလေးရောက်လာတယ်အဲ့ချိန်မှာမြတ်စွာဘုရားကတဲ့အတိတ်ကံကလေးတွေကိုတွားဟောတရားလေးဟောခဲ့တယ်ပေါ့နော်လေဘင်းမှာခုနကတော့မီကီယိုခွေစွတ်မိတဲ့ကြီးကန်းကြီးอ่ะဆိုလို့ရှင် तू လူဘဝမှာလူဖြစ်ခဲ့စဉ်တုန်းကလဲမောင်းတဲ့အခါမှာနွားကပုံစံမကြဘူးအဲ့တော့ तू ဒေါသတွေပေါ့နော်ဖြစ်တာပေါ့ဒေါသတွေဖြစ်တဲ့အခါကျတော့ဒီရဲ့နွားရဲ့လေပြီးတော့လေသူကကောက်ရိုးတွေပတ်ပြီးတော့မီးရှို့ပြီးတော့မှပေါ့နော်ဒီနွားကတောင်းစားမြောက်ဒီနွားအစင်မပြုတ်ပုံမလောက်ဆိုတော့ဒီနွားကိုသူကကောက်ရိုးဆွပြီးတခါရဲမီးရှို့ပြီးတော့တပ်ပလိုက်တယ်တဲ့အဲ့တော့အဲ့ဒီသူတပ်ပလိုက်တဲ့ကန်တွေကအကျိုးပေးပြီးတော့မှပေါ့အခုဒီသူလူဖြစ်လာတယ်ပေါ့ဒီဟိုပါပေါ့နော်ကြီးကန်းဖြစ်လာတဲ့အခါမှာတဲ့သူ့အခွင့်တန်ချိန်ရောက်တော့ဒီကြီးကန်းဘွားမှာလာပြီးတော့သူ့အကျိုးပေးတာတဲ့အဲ့တော့သူကလည်းပဲအခုနာလိုပဲမီးနဲ့ပဲပြန်ပြီးတော့ငရေကိုရောက်ပြီးတည်သွားပြီးတော့ငရေရောက်ခဲ့တာပေါ့နော်အဲ့လိုပဲတခုနတော့လေတကြီးကတော့လည်းပဲတဲအိုးလည်းပဲဆွဲပြီးရေတဲ့ကိုနှိချခံရတဲ့လေတကြီးရဲ့ကတော့လည်းပဲတဲ့ဘာဖြစ်လို့လဲဆိုရင်ပင်လယ်ထဲမှာတဲ့သူကရေအဲ့လိုမျိုးဆွဲပြီးတော့ရေမြုပ်ခံရတယ်ဆိုတာပြန်လဲစမ်းစစ်ကြည့်လိုက်တဲ့အခါမှာဒါဖျားဟောခဲ့တဲ့တရားတွေပေါ့နော်ဘဝတစ်ခုဆိုကြပါစို့တဲ့သူ့ရဲ့အတိတ်ဘဝဟောင်းကတဲ့ယောက်ျားဖြစ်ခဲ့တဲ့ပုံကိုဟာပေါ့နော်သူရမှာဒီပယောဂရဲ့သူ့ပယောဂကြောင့်ဆိုပါစို့တဲ့သူတို့ပြောရလို့ရှိရင်တော့တည်သွားတယ်တဲ့အဲ့တော့တည်သွားတဲ့အခါမှာသူကခွေးဘွားကိုရောက်သွားတယ်တဲ့အဲ့ဒီခွေးကလေးရတဲ့အဲ့ဒီအမျိုးသမီးကိုခင်တွယ်တဲ့အခါမှာနောက်ကနေပြီးတော့တောက်လျှောက်လိုက်တာပေါ့တော်တယ်သွားလဲလိုက်တယ်ပဲတွားလိုက်လဲဟိုဆိုင်သွားလဲလိုက်တယ်ဈေးသွားလဲလိုက်တယ်နောက်ဆိုတော့လူတွေကဝိုင်းပြီးတော့ပြောင်ကြတာပေါ့နော်ဟာတဲ့ဒီခွေးရတဲ့လေပေါ်တင်ခေါ်သွားပြီးတော့ဒီသွားလေးရလိုက်တယ်ပေါ့ဟိုကဖြစ်တဲ့ကြားပြီးသူကအဲ့လိုမျိုးဟာတိုက်ကြလောင်ကြတာပေါ့အခါမှာတဲ့သူကဒီခွေးကလေးကိုသူကဘာလုပ်လဲဆိုရင်လေပေါ်တင်ခေါ်သွားပြီးတဲ့အခါမှာတဲ့ဒီရေးလေကောင်ရောက်တဲ့အခါမှာလေပြီးတော့တဲအိုးဆွဲပြီးတော့မှသူကအဲ့ဒီခွေးကလေးကို
တွန်းချပလိုက်တယ်အဲ့ဒီကန်ကပဲကြိုးပေးပြီးတော့မှသူဒီလေတကြီးကတော့လာဖြစ်တဲ့အချိန်မှာသူကိုယ်တိုင်ကလည်းပဲအဲ့လိုမျိုးပဲပင်လယ်ထဲမှာဒီကန်နဲ့ပဲလိုက်ပြီးတော့မှတည်သွားတယ်ပြန်တယ်တဲ့အဲ့တော့ဒုတိယတည်တင်တစ်ခုရဲ့အကြောင်းပေါ့နော်ကန်နေအကြောင်းပြောပြနောက်တဲ့တတိယတည်ကကိုယ်အတွင်းမှာတဲ့ကြောက်တုံးဖြစ်ပိတ်ဆို့နေတဲ့ယဟန်ပေါ့နော်တရားအထုံးနေရနော်ယဟန်အဲ့တော့နောက်တစ်ခုကကျတော့အဲ့ဒီတရားအထုံးနေတဲ့ယဟန်တော်မှာတဲ့တစ်ချိန်တော့သူကနွားကြောင်တော်ဘွားနဲ့တဲ့ဒီနွားကြောင်တော်ဘွားနဲ့တူပေါ့နော်အဲ့လိုမျိုးနွားကြောင်တော်ဘွားမှာရှိတဲ့လူတရားရဲ့တူပေါ့အဲ့ဘွားမှာသူကဖွတ်တကောင်ကိုတဲ့တောင်ပို့တယ်ဝင်လာမြင်တော့အဲ့ဒီတောင်ပို့မှာရှိနေတဲ့အပေါက်ကလေးတွေအကုန်လုံးသူကအဲ့ဒီအပေါက်ကလေးတွေအဲ့ဖုတ်ကလေးကထွက်လို့မရအောင်ဆိုပြီးတော့သူကဟိုအပေါက်ကနေထွက်လာမလားဒီပေါက်ကနေထွက်လာရှိတဲ့မြအပေါက်တွေအကုန်လုံးပိတ်မြက်တွေကောက်ရိုးတွေနဲ့လိမ်ပြီးတော့စိုးပိတ်တယ်အဲ့လိုမျိုးစိုးပိတ်ပြီးတော့သူက9ရက်ကြာတဲ့အခါမှာဟာတဲ့ဒီတောင်ပို့နာမှာတစ်ပတ်လောက်လဲကြာပြီဆိုတဲ့အခါကျတော့သူပိတ်ထားတဲ့ဖုတ်ကလေးဟိုရှိသေးလားဆိုပြီးတော့သူကအဲ့လိုမျိုးအထင်နဲ့ပြန်ရောက်လာပြီးတော့တတိယပြီးတော့အပေါက်ကျိုးပြန်ဖွင့်လိုက်တဲ့ကအဲ့ဒီအကောင်လေးကမျော့လေးနဲ့ထွက်လာတာပေါ့နော်အဲ့ဒီလိုမျိုးတနာစရာလေးနဲ့ပေါ့နော်သူကဒါပေမဲ့အဲ့ဖုတ်ကလေးကိုသူတတ်တာမဟုတ်ဘူးတတ်ဖို့လည်းမရှိရဘူးသူကဒီလိုမျိုးဆဆနောင်းနောင်းနဲ့အကုန်လုံးအပေါက်တွေကိုပိတ်ပြီးတော့မှစိုးပိတ်ခဲ့ပြီးတော့တပတ်လောက်ကြာမှသူပြန်လာဖွင့်တဲ့ချိန်မှာအဲ့ဒီရမှာတနာစရာလေးပေါ့နော်သူမျော့လေးနဲ့ထွက်လာတယ်ပေါ့အဲ့ကောင်လေးကအဲ့တော့သူကဒါပေမဲ့လည်းအဲ့ဒီမျော့နေတဲ့အကောင်လေးကိုသူမတတ်ဘူးလွတ်ပေးလိုက်တယ်တဲ့အဲ့ဒီကန်ကပဲတဲ့သူကဒီဘဝမှာပေါ့နော်တရားအထုတ်နေတဲ့ဆိုပေမဲ့လည်းပဲအဲ့ဒီရမှာကန်အနောင်ဖွဲ့တွေကြောင့်မလို့သူလည်းခုလိုမျိုးကြောက်တုံးကြီးကပိတ်တာကိုပြန်ခံရတယ်တဲ့အဲ့ဒါဒီကန်တွေကြောင့်စီးစိမ်ဥစ္စာတွေလည်းဆုံးရှုံးပျက်စီးရတယ်ပေါ့နော်ဒီကန်တွေကြောင့်ပဲအသက်ဖြတ်ညင်းပန်းနှိမ့်ဆက်တာလည်းခံရတယ်ဒီကန်တွေကြောင့်ပဲအနောင်ဖွဲ့တွေလည်းခံရတယ်ဒါကိုတဲ့ဘယ်သူမပြုမိမှုကြောင့်ပါပဲဆိုပြီးတော့မြတ်စွာဘုရားကဟောခဲ့ပါတယ်တဲ့အားလုံးပဲဒီလောက်နဲ့ပဲရက်လိုက်ပါမယ်ရှင်